ဒီကနေ့ကျွန်တော်တို့ GKP ဘွားကနေနေကြောက်တော့အသွင်ကူးပြောင်းလာတာ၄နှစ်မြောက်ဖြစ်တဲ့နေ့တစ်နေ့ဖြစ်ပါတယ်ဒီကနေ့အခမ်းအနားကြီးမှာတရားကြတဲ့စစ်ကောင်တိုင်းစစ်ကောင်မချုပ်တိုင်းဝန်ကြီးပြီးတော့ကျွန်တော်တို့တမတော်ကြီးကဲများဌာနဆိုင်ရာများကျွန်တော်တို့ဂိမ်းလက်နက်ကန်ကျွန်တော်တို့ဘုရားကြီးစောကျော်နီသက်ဆိုင်ရာတိုင်းလာလက်နက်ကန်ကောင်းဆောင်ပြီးအားလုံးအထူးအဲ့တော်များနေခြေပါအုပ်ချုပ်ရင်မူများနဲ့ပြည်သူလူထုများအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေလို့ဗနာမဆုတောင်းပေးလိုက်ပါတယ်ကျွန်တော်ဒီနေ့ကျွန်တော်၄နှစ်မြောက်အသွင်ကူးပြောင်းလာတဲ့ရဲဘော်အားလုံးကိုတိထားတဲ့အပိုင်းကိုရှင်းပြသွားမှာဖြစ်ပါတယ်ရဲဘော်တို့ကျွန်တော်တို့ဟာခလေးဘဝကနေလမ်းဆောက်တာမဆောက်တာအရွယ်ရောက်ပါပြီကျွန်တော်တို့လမ်းဆောက်တာမဆောက်တာတဲ့အရွယ်ရောက်နေတဲ့ကလေးဟာအချိုနဲ့အခါကိုဝေဖန်ပိုင်းချလို့တတ်နေပြီလို့ထင်ပါတယ်ရဲဘော်တို့ဒီတော့ကျွန်တော်တို့လက်နက်ကန်ဘွားကနေကျွန်တော်တို့တမတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့အောက်နိုင်ငံရဲ့ဝန်ထမ်းတယောက်ဖြစ်သွားပြီနိုင်ငံရဲ့ဝန်ထမ်းတယောက်ဟာအမှန်တကယ်ကျွန်တော်တို့ကရင်ပြည်နယ်နယ်ကြားစောက်ကကျွန်တော်နယ်ကြားစောက်ကရဲ့တောင်းပါတိုင်းပြည်ရဲ့လုံခြုံရေးကာကွယ်စောက်ဖို့ကရင်ပြည်နယ်ဒီငယ်အေးချမ်းလုံခြုံအောင်ကာကွယ်စောက်ဖို့ဒီစုလူထုရဲ့အသက်အိုးအိမ်ကိုကာကွယ်စောက်ဖို့ဒါကျွန်တော်တို့ရဲ့နေကြားစောက်ကရဲ့တောင်းကျွန်တော်တို့တမတော်ရဲ့တောင်းဖြစ်ပါတယ်ဒါပေမဲ့အခုချိန်မှာရှင်းတဲ့အချိန်မရှိတဲ့အချိန်ဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့ရှင်းကိုလက်ကြည့်ရမယ်ရှင်းလက်ကြည့်တဲ့အချိန်မရှိတော့ဘူးဆိုရင်ဒီစုလူထုရဲ့အကျိုးပြုလုပ်ငန်းများကိုပါဝင်ဆောင်ရွက်ရမှာဖြစ်ပါတယ်ရဲဘော်တို့ကျွန်တော်တို့ရဲဘော်တွေဟာအသိအမျှော်အမြင်ကြီးမားမားရှိဖို့လိုအပ်ပါတယ်တစ်ချိန်တော့ကကျွန်တော်တို့ရဲ့အပေါ်မှာမရှင်းတဲ့အမြင်တွေရှင်းလင်းအောင်ကျွန်တော်တို့စဉ်းစားတာဖို့ကျွန်တော်တို့အပေါ်ကိုယုံကြည်မှုမရှိတဲ့ကျွန်တော်တို့ပြည်သူလူထုများရဲ့ယုံကြည်မှုရှိအောင်ကျွန်တော်တို့နေပြရမယ်အဲ့ဒါမှကျွန်တော်တို့ရဲဘော်ရဲ့ပြည်သူလူထုချစ်တဲ့ရဲဘော်တယောက်ဖြစ်မယ်ရဲဘော်တို့ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ဟာအရင်ကတည်းကကျွန်တော်တို့လက်နက်ကံပွားမှာဘာရည်ရွယ်လဲပြည်သူလူထုအတွက်ပဲရည်ရွယ်တယ်အခုတည်းကျွန်တော်တို့ဘာရည်ရွယ်လဲပြည်သူလူထုရဲ့အတွက်ပဲကျွန်တော်တို့ရည်ရွယ်ကြပါတယ်ကျွန်တော်တို့ရဲ့ကောင်းဆောင်ကြီးစောပါဦးကြီးရဲ့မူလက်နဲ့ချစကားဘယ်တော့မှမပြောပါနဲ့ကရင်လက်နဲ့ကရင်လက်ထဲမှာရှိရမယ်ကရင်ကံမှာကရင်ဖန်တီးရမယ်ကရင်ပြည်နဲ့ကရင်အုပ်ချုပ်ရမယ်ဆိုတဲ့စကလုံးလက်ချက်ကိုရဲဘော်တို့ဒီကနေ့မှာကျွန်တော်တို့စောက်လန်းနေတဲ့လမ်းဟာကရင်လက်နဲ့ကရင်လက်ထဲမှာပဲရှိပါတယ်လက်နဲ့ချတဲ့စကားဆိုတာဘယ်တော့မှမပြောတော့ပါဘူးပြောလည်းမပြောပါဘူးတဲ့ထဲမှာလည်းခါမှလည်းမစင်လာမိပါဘူးပြီးတော့ကရင်ကံကြမှာကရင်ဖန်တီးဖို့ဟာကျွန်တော်တို့ကရင်လူမျိုးတွေဘလောက်ရှိလုံးမျိုးမှုရှိပြီလေကရင်ကံကြမှာကရင်ဖန်တီးလို့ရအောင်ကရင်လူမျိုးရှိလုံးညီညွတ်ရမယ်ပညာတတ်ဉာဏ်ရှိရမယ်ကရင်ပြည်နယ်ကရင်အုပ်ချုပ်ဖို့ကရင်ပြည်နယ်ကရင်အုပ်ချုပ်ဖို့ဟာအခုအချိန်မှာတိုင်းသားတွေအားလုံးတန်းတူခွင့်ရေးကျွန်တော်တို့တာမတော်ကာကွယ်ဦးစီးချုပ်ဘုရားမူကြီးကိုနိုင်မိတ်ခွန်းထဲမှာမိတ်မှာကြားတဲ့အရေးလို့မဟုတ်တော့ပါဘူးကျွန်တော်တို့ရဲ့တိုင်းသားအားလုံးမြန်မာပြည်တည်ထောင်လာတဲ့မြန်မာပြည်ထဲမှာနေထိုင်လာကြတဲ့တိုင်းသားလူမျိုးပေါင်း135မျိုးထဲမှာစိတ်ဝင်ပွဲလို့နှစ်ပေါင်း60ကျော်ပြည်သူလူထုတွေဒုက္ခရောက်တာအခုချိန်မှာအရင်လိုမဟုတ်တော့ဘူးကြောသားရင်သားတွေမခွဲတော့ဘူးခုနကလည်းကျွန်တော်တို့ဒီလိုရှိညိုမှုကိုနိုင်ပြောသွားတာလဲ
ကျွန်တော်တို့ကရင်လူမျိုးတွေကအရင်တော့လည်းတိုင်းသားထဲမှာလည်းမြန်မာပြည်တစ်ပြည်လုံးမှာကိုချုပ်ကြီးပထမဆုံးဖြစ်လာတယ်ကျွန်တော်တို့ကရင်လူမျိုးပါပဲဒါလည်းကျွန်တော်တို့9ရက်9လထဲမှာလည်းကျွန်တော်တို့နေပြည်တော်မှာကျွန်တော်တို့ကိုချုပ်မူကြီးကိုတိုင်တော်သားတဲ့မိတ်ခွန်းထဲမှာပါပါတယ်အဲ့ဒါရဲဘော်တို့အခုခေတ်မှာတိုးရင်တိုးသလိုသွားရမှာပဲတော်သားရင်သာခွဲတဲ့ခေတ်မဟုတ်တော့ဘူးကျွန်တော်တို့တော်သားရင်သာခွဲလို့တိုင်းပြည်ရှိရတာအချင်းချင်းကိုတိုက်ကြတာအဲ့ဒီခေတ်အဲ့ဒီစနစ်ကိုမရှိတော့ဘူးတကယ်ကိုစစ်မှန်တဲ့ထောက်ရငញ្ញရေးအပြစ်ကာယဆိုင်လုပ်ပြီးတော့ကျိုးပန်းကျိုးစားနေတဲ့ကျွန်တော်တို့လက်နက်ကိုင်ကောင်းဆောင်ကြီးတွေအားလုံးတွေ့မြင်ရတဲ့အတိုင်းပါပဲရဲဘော်တို့အဲ့ဒီထောက်ရငញ្ញရေးအပြစ်ကာယဆိုင်ကိုလုပ်ပြီးတော့စစ်မှန်တဲ့ထောက်ရငញ្ញရေးဖြစ်ဖို့ကျွန်တော်တို့ရဲဘော်တွေဟာအကူအညီပါဝင်တဲ့အပိုင်းကိုအောက်ကြတဲ့ဖွဲ့လို့ပါဝင်ကူညီကြဖို့လိုအပ်ပါတယ်နောက်ဆုံးအနေနဲ့အကူအညီမပေးနိုင်ရင်ဘယ်တော့မှအနောက်ဆက်မပေးပါနဲ့ဆိုတာကျွန်တော်မှာကြရင်နှိကုတ်ထုတ်လိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်